Hello everyone ဒီနေ့စားမယ်ဝါမယ်မောင်နှမတွေစုံတုံးလေးဘယ်သွားမလဲပြောလိုက်ပါအောင်မောင်နှမတွေစုံတုံးဘယ်သွားမလဲဆိုင်နမဲမသိကြဆိုင်နမဲတော့မသိဘူးဆိုင်သွားမယ်ပဲသွားမလဲတော့မသိဘူးစုကီအယာကင်းနီကီစုကီအယာကင်းနီကီရစုကီအယာကင်းနီကီတော့ A few moments later အဲ့လိုပဲစားဖို့ရောက်တော့မယ်ဆိုတော့လူခံစားရပါလေပိုက်စားတော့ပိုက်စားတော့ဒီမှာပိုက်စားလားအိတ်ကြပါနဲ့မိတ်ကြပါနဲ့ထားကြပါစားတော့မယ်ချိန်ရောက်ရှိလို့လာပြီးဖြစ်ပါလေယာကင်းနီကူစားမယ်ဆိုတော့မစောက်ပဲပေါ်ပြည့်တတ်ကြပါပြီတခုမကောင်းတာဆိုင်ကမအေးဘူးတော်တော်ပူတဲ့နေရာမှာပါတယ်အသားတွေကစုံနေအကင်တွေရောပင်လင်းစားတွေရောထုံချိုင်းသားကင်တွေရောတော်တော်လက်ဆက်တဲ့တွေလည်းပါတယ်ပြီးတော့ side dish တွေကလည်းတော်တော်များတယ်တော်တော်များတာမှများတယ်အတန်းလိုက်ကြီးရှိပဲဘာလည်းမသိဘူးတခုမှတော့မစားခဲ့ဘူးဒါပေမဲ့အကျော်လေးရတော့စားခဲ့တယ်ဆယ်မိုပိုက်တာတော်တော်ကောင်းသူကနောက်တစ်ခုကအကင်လည်းစားလို့ရတယ်ဟောပေါ်လည်းစားလို့ရတယ်အစုံပဲတော်တော်မိုက်တယ်ဒီမပန်းလောက်တာရင်မကြည့်ဘူးကျမရဲ့ကြက်မဲလေးကိုတင်းစုတွေလာကြော်ပြီးစားပြနေတာပြီးတော့သူ့ကိုအောင်ပါတဲ့ဒီမုတ်လေးကလည်းမပါမဖြစ်ကဲဒီနေ့ရဲ့ vlog တော့ဒီလောက်ပါပဲရပ်လိုက်ပါမယ်အားလုံးကိုကျေးဇူးများတင်ပါတယ် bye bye